ငါတော်များဒီလိုက်ရှင်များလူပုဂ္ဂိုလ်များအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်တာပါတယ်ရှင်တပည့်တော်မှာတော့ကယားပြည်နယ်လွိုက်ကော်မြို့ကအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်တော်နှင်းဖြစ်ပါတယ်ဖေဟာတပည့်တော်မှာမေးချင်တဲ့မေးခွန်းလေးကတော့မဘာသာအဖွဲ့အစည်းကြီးကိုမတရားမလိုလားတဲ့သူတွေကမတရားအသင်းဖွဲ့ကြီးလို့ဆွဆွဲပြောဆိုနေကြပါတယ်ဗျာအဲ့လိုဆွဆွဲပြောဆိုနေတဲ့အပေါ်မှာမဘာသာအသင်းဖွဲ့ကြီးကမတရားသူတို့မတရားပြောဆိုထားတဲ့အတိုင်းပဲမတရားဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကြီးဟုတ်မဟုတ်ကိုဥပဒေနဲ့အညီဖြေကြားပေးပါလို့ယူသေးစွာလျှောက်ထားပါတယ်ဗျာငါပြီးကြတယ်တပည့်တော်တို့မဘာသာအဖွဲ့နဲ့ပတ်သက်လို့တချို့ channel တွေနဲ့အဲဒီ Facebook မှာတော့မဘာသာမတရားသင်းဖြစ်သွားပြီဖြတ်ပလိုက်စသဖြင့်ပေါ့နော်အဲဒီလိုအတန်လေးတော်တော်များများညံနေပါတယ်အဲ့တော့ဒီမေကုန်းရဲ့အမေးရှင်ရဲ့မေကုန်းကလည်းလေးတိုက်တယ်လို့ဆရာတော်သားတော်ဒီအားလုံးသဘောပေါက်ခုနဲ့ဂျင်းနဲ့နှစ်သိမ့်ဖို့တပည့်တော်နည်းနည်းတော့အချိန်လေးပေးပြီးရှင်းပြကြပါဒီမတရားသင်းဆိုတဲ့စကားကဒီ unlawful association လို့ခေါ်ပါတယ်အဲ့ဒီမတရားသင်းဆိုတဲ့ဥပဒေကို1908ခုနှစ်ကပြဋ္ဌာန်းခဲ့ပါတယ်17ရက်12လ1908ခုနှစ်မှာအတည်ပြုပြီးတော့မြန်မာနိုင်ငံဥပဒေအတွဲနဲ့စာမျက်နှာနေရာကိမှာပြဋ္ဌာန်းလာပါအဲ့တော့အဲ့ဒီဥပဒေရဲ့ပုံမှန်16မှာအသင်းတစ်ခုဒီတရားဥပဒေစိုးမိုးရေးကိုဖြစ်စေရင်ဝတ်ပြပြရေးကိုဖြစ်စေနှောက်ယှက်သည်ဟုထင်မြင်လျင်နိုင်ငံတော်သမ္မတကအမိန့်ကြေညာစွာထုတ်၍ထိုအသင်းအားမတရားသင်းအဖြစ်ကြေညာနိုင်ပါတယ်နိုင်ငံတော်သမ္မတတော့ထုတ်ရမှာလဲအမိန့်ကြေညာတာမဟာနာပုဂ္ဂိုလ်မဟုတ်ပါဘူးဆိုတော့အားလုံးတတိပြုမိစေခြင်းပါတယ်အဲ့တော့ဒီဗမာပြည်သမိုင်းမှာဒီမတရားသင်းလို့ကြီးညာခါတာဥပမာတွေရှိပါတယ်တော်တော်ဆိုးဆိုးဝါးဝါးတွေဗမာပြည်ကွန်မြူနစ်ပါတီနော်အလံပြူကွန်မြူနစ်ပါတီဗမာပြည်ကွန်မြူနစ်ပါတီကတော့ကျွန်တော်တို့တခင်ဆိုးရဲ့ပါတီပါအလံပြူကွန်မြူနစ်ပါတီကတော့တခင်တန်းထွန်းရဲ့ပါတီနောက်တစ်ခါကရင်မျိုးသားကာကွယ်ရေးအဖွဲ့ KNDO နောက်ပြည်သူ့ရဲဘော်အဖွဲ့နောက်မူဂျာဟစ်အဖွဲ့လက်နဲ့ကင်ပြီးတော့တိုင်းပြည်ကိုတိုက်ခိုက်တယ်အဲ့တော့အဲ့ဒီအဖွဲ့တွေနဲ့မဘာသာနဲ့ရှင်းကြည့်ပါလားကျွန်တော်တို့ရဲ့ရွယ်ချက်ကျွန်တော်တို့လှုပ်ဆောင်နေတာနဲ့အဲ့ဒီအဖွဲ့တွေရဲ့သမိုင်းကြောင်းနဲ့ဟာနသာစီနဲ့အီးလို့ပဲတော်တော်ကွာပါတယ်အဲ့တော့မဘာသာဟာစတင်တည်ထောင်တဲ့အချိန်ကစပြီးတော့ဗမာနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ဘေးကြီးလေးဘေးရေဘေးလေဘေးနော်မီးဘေးဟုတ်လားငလင်ဘေးအဲ့ဒီဘေးတွေတိုင်းမှာတိုင်းနယ်ပြည်နယ်ဒီမှာရှိတဲ့ရဟန်းရှင်ပြည်သူများကိုကူညီထောက်ပံ့ခဲ့တယ်ခုလည်းထောက်ပံ့နေသေးပဲနော်ဒါတစ်ချက်သာသနာထွန်းကားပြန်ပွားရေးနဲ့နိုင်ငံအဝန်းမှာဗုဒ္ဓရင်ကြီးလိမ္မာသင်တန်းတွေဓမ္မစကူသင်တန်းတွေမဟောသနာကဲသို့ပရိဟိတပညာရေးကျောင်းတွေတည်ထောင်တိုင်းနယ်ပြည်နယ်ဒီမှာဗုဒ္ဓဘာသာသနာပြုစွမ်းရည်မြင့်သင်တန်းတွေဖွင့်လှစ်သင်ကြားပေးနေပါတိုင်းနယ်ပြည်နယ်14ခုရှိတဲ့နယ်ကတပည့်တော်တို့ကိုယ်တိုင်9ခုတော့အဲ့ဒီသင်တန်းတွေဖွင့်ပြီးပါအဲ့လိုဖွင့်တဲ့နေရာမှာယဟန်ပုဂ္ဂိုလ်တွေပါတယ်လို့လူတွေလည်းပါအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့တပည့်တော်အရန်သဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံရေးသဘောကပြောရင်လည်း rule of law ပဲတိုင်းပြည်မှာနိုင်ငံသူနိုင်ငံသားတွေဥပဒေနားလည်အစိုးရဆိုထင်တာလို့မရဘူးအဲ့ဒီ rule of law လို့ကိုပတ်စံရှိုံလည်းမဖြစ်ဘူးပညာတတ်ရုံလည်းမဖြစ်ဘူးအားလုံးစုပေါင်းပြီးတော့ညီညွတ်ညွတ်နဲ့အကြောင်းချင်းအတစ်ခုကိုဇွဲနှပဲနဲ့
ဆောင်ရွက်မယ်ဆိုတဲ့လူပုဂ္ဂိုလ်တွေရှိမှဖြစ်ပါအဲ့တော့အဲ့ဒီသာသနာပြုကောင်းမြတ်တဲ့စိတ်ထားနဲ့ရည်ရွယ်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်မဘာသာကိုတရားမဝင်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကတော့ဒါမှတရားဆိုဆွဲတာမဟုတ်ပါဘူးနောက်တစ်ခုကပို့ပြီးတော့ထူးဆန်းတဲ့အကြောင်းကိုပြောချင်တာအဲ့ဒီဥပဒေဟာအခုချိန်မှာမရှိတော့ဗမာနိုင်ငံမှာတပည့်တော်တို့လည်းဆောင်ရွက်ရမယ့်ကိစ္စကိုကြိုပြီးတော့သူတို့မစင်စားမိလို့လားတော့မသိဘူး။အဲရင်းများနဲ့အတူပြည်သူဆိုတာကဖြတ်သိမ်းပြီးဖြစ်ပါဟုတ်ဟာအဲ့တော့မတရားသေးဆိုတာလည်းမရှိတော့ဘူး။အရက်ပြောနေတဲ့မတရားသေးကတော့ရှင်ပြားတို့ဦးချိန်ကောင်းဆိုရင်ဖြည့်ရှင်းနိုင်ပြီပြန်ပြောနိုင်ပြီအားလုံးကိုကျင့်တတ်နေသိနိုင်ပြီလို့ထင်တဲ့အတွက်တပည့်တော်ရဲ့အဖြေကိုဒီလိုချုပ်ပါတယ်